ဒါလေးကအခုပတ်တက်ကူးနီးလေးပေါ့နော်အခုပတ်တက်လက်လေးကိုပတ်တက်ကူးမယ်သင်အလေးတွေ့လိုက်မယ်ကိုလူတဲ့နေရာနဲ့စကူးလို့ရတယ်အခုဒီလောက်လေးကူးမယ်ဆိုလက်စကအထွက်ဆိုတော့ဒီလောက်လေးပဲကူးမယ်စပြီးဒီနာလေးမှတ်မယ်ဒီဘက်ကူးတယ်ဒါလေးမှတ်မယ်ဒီနာလေးကိုဆိုင်ဆက်လေးကိုမှတ်မယ်ဒီဘက်ကူးလည်းမှတ်မယ်ဒီအလဲလေးလည်းမှတ်မယ်ဒီအပေါ်အလဲလေးလည်းမှတ်မယ်ဒီဝိုင်းဈာန်လေးဝိုင်းလိုက်မယ်ဒီဘက်ကူလည်းထောက်ဝိုက်လိုက်ဒါလေးပြီးသွားပြီဆိုတော့ပင်အပ်တွေကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့အဲ့ဒါကိုတန်းစီခုနကမှတ်ထားတဲ့နေရာတွေကိုဆက်မယ်ပြင်မယ်အလဲလေးကိုဆက်မယ်ချိုင်းဝိုက်မယ်ဒီပါရဲ့ဒီရဲ့ F ကရေးမယ်ကိုကူးနေတဲ့ size လေးကိုမှတ်ထားလိုက်မယ်ဟိုနေပါမှာဆိုအခုကူးနေတာက medium size ဒါလေးကကြတော့နောက်ချမ်း body frame ကိုခဲနဲ့ပြန်ထက်နေတာပေါ့နော်လှိတ်ဆူးလေးနဲ့လှိတ်ပြီးသွားပြီဆိုတော့ကြံတာလေးကိုခဲတာလေးနဲ့ဆွဲနေတာပါဒါလေးကအခုခါမှတ်နေတာပါပြီးသွားရင်ရင်မှတ်မယ်ပြီးသွားရင်ကြောကျယ်မှတ်မယ်ပြီးသွားရင်လေပင်တွက်မှတ်မယ်ပြီးသွားရင်ပခုံးလေးဆွဲလိုက်မယ်ပြီးသွားရင်အခုဆိုလို့ရှိရင်တောက်လေးစဆွဲနေပါပြီတောက်လေးကလည်းသူ့အရာလေးနဲ့တူပေါ့နော်အခုကျတော့ဘေးကိုဆက်မဲ့အတွက်ကြောင့်မလို့ပေခွေးလေးကိုကင်ပြီးတော့အသုံးပြုထားပါတယ်အခုကကျန်တာလေးရဂျိုင်းတစ်ခုတည်းကျန်တဲ့အတွက်ဒါဂျိုင်းလေးကို